မင်္ဂလာပါ89ခုနှစ်ရဲ့တပေါင်းလာပေးကျော်17ရက်26ခုနှစ်ရဲ့မတ်လ73ရက်ဖြစ်ပါတယ်လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ယာယီသမ္မတကြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တည်သိခြင်းလို့ဒီရုပ်တံလေးရိုက်ကူးလိုက်တာပါနော်အဓိကကတော့နောက်ဆက်တွဲရုပ်တံလေးအဓိကပါဥပဇင်းကကတော့ကာချုပ်ကြီးထံသိကြပေါက်ရောက်အောင်ဆိုပြီးတော့ထပ်မံအမှားစကားပြောကြားလိုက်တာပါနော်ရဲချုပ်ဖြစ်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးဦးဝင်းစော်မူစာရခချုပ်ဒုတိယဗိုလ်ချုပ်ကြီးကျော်ကိုထိုက်တို့ကိုအထူးပြောချင်တာကဒီရုပ်တံဖန်လေးကိုကာချုပ်ကြီးထံအရောက်ပေးဖို့စီလိုတာပါပဲရုပ်တံဖန်ထဲမှာတော့ရမဲသေးမိုးထီမိုးမိရွှေလုတ်ကနဲ့ပတ်သက်ပြီးတော့တကားတော့စိုးထွန်းရှိန်ရဲ့မန်နေဂျာဖြစ်တဲ့ဦးတန်းလွင်ကသူတို့အမှုတွေကိုရှင်းပြထားပါတယ်အဓိကကတော့တကားတော့ဦးစိုးထွန်းရှိန်ခုချိန်ထိမလွတ်မြောက်သေးတဲ့အပေါ်မှာတန်ဃာတော်တွေကလည်းစိတ်မကောင်းကြပါဘူးမြို့သားရေးသမားများကလည်းစိတ်မကောင်းကြပါဘူးတပ်မတော်နဲ့တွဲပြီးတော့တပ်မတော်ထောက်ခံပွဲတွေကမကရပြုတ်ပြီးဝန်းရံခဲ့တဲ့တကာကြီးကိုမှပြစ်ထားရလေသလားစိတ်ထဲမှာညှို့ညင်တော်မူကြပါလေဗျဟိုခေတ်ဟိုခါတော့ကတပ်မတော်ကာကွယ်ရေးစုချုပ်အဖိနှိတ်ခံနေရတဲ့အချိန်မှာမြို့ရှိတန်ဃာတော်များနဲ့မြို့ရှိပြည်သူများကတပ်မတော်ဘက်မှမရက်တည်ပြီးတော့တက်ဆွန့်ဆံပြားလှုပ်ခဲ့ကြတာပါနော်ဥပဇင်းတို့ဆိုအစိုးရနဲ့အတိုက်ခံနေဖြစ်ပြီးတော့ထောင်တွေတန်းနေကြခဲ့ရဒါကတော့စိုးထိုးရှိန်လို့ဆိုလို့ရှိရင်အစိုးရနဲ့အတိုက်ခံဖြစ်ပြီးအစိုးရရဲ့ဖိနှိပ်မှုအောက်မှာရွှေလုတ်ကတ်တွေလည်းပြောက်စီးပွားရေးတွေလည်းပြတ်ထောင်တွေတန်းတွေလည်းကြခဲ့ရဒါကတော့နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောတို့ရဲချုပ်ဒါကတော့ဝင်းစော်မိုးတို့စာခချုပ်ဒါကတော့ကျော်ကိုထိုက်တို့အနေနဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးတည်အောင်ဒီဗီဒီယိုဖိုင်လေးကိုအရောက်ပို့ပေးပါလို့ဥပဒေအနေနဲ့မြစ်တာရက်ခံချင်ပါတယ်ဒါကတော့စိုးထိုးရှိန်ရဲ့ကျေးဇူးတရားကိုသိဖို့နဲ့ဒါကတော့စိုးထိုးရှိန်ကိုဘာကြောင့်ဒီလောက်ထိနှိပ်ကွကြတယ်လဲဆိုတဲ့အကြောင်းတရားတွေကိုသိဖို့ဒါကတော့စိုးထိုးရှိန်ဘယ်လောက်ထိနစ်နာသွားသလဲဆိုတဲ့အကြောင်းတရားတွေသိဖို့ဒါကကြီးဦးညိုစောဒါကကြီးဝင်းစော်မိုးဒါကကြီးကျော်ကိုထိုက်ကောဝိုင်းဝန်းစုံစမ်းပြီးတကာလအကွယ်ဦးတိကျုပ်ထံတပြပေးပါလို့အထက်မှန်ပြစ်တာရက်ခံပါတယ်ဗျာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ယာယီသမ္မတကြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူနောက်ဆက်ကအစိုးရဘိုင်းတော်သားအားလုံးပြည်တွင်းပြည်ပဖိနှိပ်မှုတိုက်ခိုက်မှုတွေကိုကြံ့ခံတွန်းလှန်နိုင်ပြီးပြည်တော်စုမြန်မာနိုင်ငံတော်ကြီးကိုစထက်တဘိုးတိုးပြီးတည်ငြိမ်အေးချမ်းအောင်ဖွံ့ဖြိုးတိုးတက်အောင်တာယာလှပအောင်စိန်လန်းဆိုပြအောင်လုပ်ပေးနိုင်ပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြို့သားကြီးဘော်တို့ရဲ့ရွှေတူးဘော်ထုတ်လို့အုပ်စုလီမိတက်ပါယာယီအုပ်ချုပ်မှုဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ဦးသားလင်ဖြစ်ပါတယ်